ဒီနေ့မှာတော့ကလင်းကိုတောင်းရမ်းကျန်းအောင်ဘယ်လိုဆော့ရမလဲဆိုတော့ပြောပြပေးမယ်ကွာကျန်းအောင်ဘယ်လိုဆော့ရမလဲသိချင်တော့ချားဗီကိုသွားကြည့်လိုက်ပါဒီဗီဒီယိုကတော့ဗျမ်းမရာကြီးပြောမှဖြစ်ပါတယ်စာအတီးပြောပြမယ်ကွာခုမြင်နေတဲ့အတိုင်းပဲကွာစောင်းရမ်းကျန်းတဲ့ဂိုးလိမ့်နိုင်ဖြစ်နေရောနှစ်ကောင်ပေါင်းမျိုးကန်တာပေါ့ကန်တော့လေငါ့ဘက်ကတော်ကြီးကဘက်ကက်လာပြီးရပေါ့ကွာဘက်ကက်လာပြီးတော့လေဒီကောင်လေးကိုငါဘယ်လိုပြန်ကျုံပြမလဲဆိုတော့မင်းတို့ကပြမယ်ကွာဒီမှာစောင်းရမ်းနေမီသိန်းကသွေးဆိုးနေတာကွာသွေးဆိုးနေတော့လေသွေးလေးနည်းနည်းရှော့ပေးရတယ်ကွာဒီကောင်မသိခင်ခြုံထဲကိုအရင်ဝင်လိုက်တယ်ကွာဒီလိုဝင်ပြီးသွားရင်ဘာမှလုပ်စရာမလိုကွာဒီကောင် surprise တိုက်ရမှာကြည့်နေ surprise ကေတူလေးခုံလိုက်ကွာကြည်စံ9000ဖင်းနဲ့ထိုးလိုက်ကွာဒါဆိုရင်ဒီကောင်ပျော်သွားလိမ့်မယ်လေဟုတ်တယ်ကွာအရေးကြီးဆုံးတစ်ခုပြောပြမယ်ကွာကိုကဆိုလိုဆော့ရဆိုကိုဖန်မင်းကိုအမြင့်ဆုံးထားကွာအဲကောင်นี่ဘလို့ရေးကြီးနေကွာကိုကယ်ယူရမယ်ဆိုတော့တတ်မှတ်ထားလိုက်ဂိမ်းထဲမှာလင်းလာရမီဒီမှာငတက်ပြပပကိုမြောက်နေတာမသိဘူးကောင်မလည်းကောင်းငင်ပေါ်မှာမလေးဘာကောင်းကြီးကိုဂျပူကတော်တော်ဖြစ်နေရနတ်သမီးတွေရောမိသိန်းငယ်တွေရောဂျပူတွေရောဒီကောင်တွေကလူစုံတက်ဆုံပါလားဟာဒီကောင်ငါတို့ရှယ်ဖျဲရင်နေလားမသိဘူးနေပါစေဒီကောင်တွေကိုငါနည်းနည်းရှင်းထုတ်ပေးလောက်မယ်ဂျပူကအရင်ဆုံးရှေ့မှာကာယလုံးနေတော့ဂျပူကိုရင်ရှင်းထုတ်ပေးရဂျပူကတေးမှာကြောက်လို့မှခြုံနဲ့ဝင်ပြေးပါလေဆိုမှဟိုကောင်ဖဲတိုင်ရိုက်ပေးတာပူက what the hell နတ်သမီးဘလို့ဖြစ်နေအောင်အမလေးတေးတော့မှာပဲနတ်သမီးရဲ့ကိုအလိုမလုပ်ပါနဲ့ကိုကကြောက်တတ်တယ်လေဒီမိသိန်းကကောင်မလည်းဘလို့ဖြစ်နေဆက်သက်လူးတွေကိုခါနေတာတော်တော်ဖြစ်နေလာရှေ့တက်လာပြစ်ပေးမယ်လာလေးအာဆိုတော့မလာဘူးကွာမလာလဲနေပေါ့ကိုပဲနေတော့မယ်ကွာဒီလိုနဲ့ပေါ့ကွာတာတဲကငါလိမ့်မပေါ်တော့ငါနည်းနည်းတော့ကူညီပေးမှာပေါ့ငါကောင်တွေကိုခြုံထဲမှာအင်းအောင်းလိုက်တယ်လာငတက်ပြမလေးဘာကောင်းနေစပယ်တွေကအကုန်လုံးထီကုန်တာဟေးတေတော့မှာမလို့ပါနဲ့မိသိန်းကဖီးတက်နေလာနင်းဒီပိုက်ခေါ်ပြီးတော့တီးမှာရောကြီးတယ်ကောင်းဝင်ကြီးတယ်လေးစားလိုက်နဲ့ခုမှပြေးချင်တာလို့ဘာလို့မလုံးနဲ့လိုက်ချမှာဘာကြီးကောင်ဆောက်ခွက်ကိုတက်ကိုမီးကြီးနဲ့မှန်လာတယ်ဂျပူကစိတ်ဆိုးပါလားမသိဘူးကွာစိတ်မဆိုးပါနဲ့ဂျပူရမင်းကကေးချင်မအောင်ကွာမင်းကငူတုတ်ထိုင်မင်းနေရောလေငါကေးလိုက်ရပါစိတ်မဆိုးပါနဲ့ကွာအားနဲ့ကိုကဖန်စရာရှိရကိုဖန်မှာကွာကိုကားရမ်းပြောက်သေးဘူးထုတ်ကြီးပိုက်ပြီးတော့အကုန်လိုက်တီးမယ်ပေါ့ကွာအမေဝေထုတ်ကြီးပိုက်ပြီးတော့အလေလေးအောင်ရောက်လာပေါ့အမေလောင်ချီရငါတို့ရဲ့တတိုင်းကြီးကိုကွာတာဝါလေးထိုးထည့်ပေးရအဲ့တော့ငါတို့ကလက်စားချိန်မှာပေါ့ဖန်နေနဲ့ငါနဲ့ပေါင်းပြီးတော့အောင်းလေးတာဝါလေးဒီငါတို့ကအမြစ်ပြက်ချိန်မုန်းပေးလိုက်တာပေါ့ကွာအမေကြောက်စရာကြီးငါတို့ရဲ့ကြောက်တုံးလူသားကြီးကလည်းဒီမီသိန်းကကောင်မကိုဘယ်ကအမြင်မကြီးနေရလဲမသိဘူးတာဝါလေးထိဝင်ကျုံးလာပါတဲ့ဝင်ကျုံးတော့လည်းနောက်ကနေထိုင်ပြီးကေးလေးကောက်ပေးလိုက်တာပေါ့ကွာစိတ်မရှိရနဲ့ကြောက်တုံးလူသားကြီးပြောပြပြီးတော့ဒီကောင်ဘာလို့ဒီလိုတိုက်တာလဲဆိုတာစငါမသိဘူးဟေးဒီကောင်ကြီးကဖန်နဲ့ဆောတာမဟုတ်ဘူးဆရာကြီးကမင်းအကောင်ကမိတ်အုံဒီဆောတာပါတဲ့ဆရာကြီးကငါလုံးမကွာလီးပဲငါလုံးမပူကြီးလေကခုံသွားတော့မလို့ဘူးကွာတာဝါလေးဝင်ပြီးတော့ဒီကောင်တဲကြီးမကြီးလိုက်ကန်တာတုံတန်ုံစားတော့မဟုတ်ဟာငါတို့ရဲ့မဟာတတိုင်းပါငါလုံးမကန်တက်ပြတီးထုတ်သွားပြီဘွားရင်မြန်စိုးချက်ကွာငါနဲ့ကြောက်တုံးလူသားကြီးကတာဝါထဲမှာတေးရတာပါတဲ့အအိုးလို့မဆုံးပါဘူးခမညာဖလစ်ကလည်းကုန်သေးရဲ့ကေးလည်းပေးရတယ်မပြောတော့ပါဘူးဗျာနောက်တစ်ဖက်ပြန်မွေးဖွားလာတော့ဒီကောင်လေးကိုအကုန်ပြက်ရှင်းမယ်ကွာငါနဲ့ကြောက်တုံးတိုင်းနဲ့ပေါင်းမျိုးဘလို့ရှင်းမယ်ဆိုတာပြမယ်ကွာအမေနတ်သမီးနဲ့ပူကီနဲ့ရင်ရောက်လာရော့ဖဲပေးလိုက်မယ်ကွာကူစားရပြောစက်ကူစားရပြောငါလုံးမပူကွာလွတ်သွားသေးတယ်သွေးကတိကတ်နဲ့အမျိုးကြတော့စကိုင်းမီစာအဖက်ကမထွက်သွားအောင်ကွာဒီကောင်တွေပဲကန်ကောင်းတာလားဘာလားကိုမသိတော့ပါဘူးဟေးဒီတာဝါကိုချိုးပေးလိုက်မယ်ကွာငါဦးပြချိုးမယ်ကွာဒီနေရာနေပါမချိုးနဲ့ငါရင်ချိုးမယ်ဟာဒီဘက်ဝိုးတာရောက်လာတော့ဒီကောင်တီးထုတ်လိုက်ဒါတော့သိတော့မှာတဲ့ဗီဒီယိုနားထောင်တဲ့အချိန်မှာကွာဒီတစ်ခုကတော့ပညာရဆုံးပဲငါပြောပြမယ်ကွာချောင်းကကိုရှိမှာဝိုးတိုဝါတာလုံနေဆိုဒီချောင်းကတေးကြပေါ့ကွာသူ့မှာဖလစ်ကာရှိရကွာဖလစ်ကာမရှိဘဲနဲ့ဆိုရင်ငါဦးနာကတ်ဖို့ကဒီကောင်တွေကမလွယ်ဘူးကွာအကြောင်းမို့အကောင်ကိုနားမှာဝိုးတိုဝါတာနဲ့အမြဲတမ်းနေနေကွာအကြိုင်ညာနဲ့ဝေးလန်မှာဖြစ်ကွာဖလစ်ကာမရောက်နိုင်မဲ့နေရာမှာဖြစ်နေကွာအဟုတ်ပြောကွာကြည့်နေအကောင်ဖလစ်ကာရှိရဆိုတော့ငါသိရကွာအကြောင်းမို့အကောင်နာကိုငါမကတ်ဘူးကွာသိချင်တော့ပတရအပေါ်မှာဖြစ်တော့ငါရဲ့တန်ကြီးကအပေါ်လိုက်သွားကွာရှယ်ရိုလီနဲ့ဒီကောင်ကခြုံနဲ့ဝင်ပြီးတော့ငါလည်းဖင်ရပြီးတော့တွားပြစ်မိရချောင်းလည်းနောက်ကရောက်လာလို့ငါအတင်းနေပြရဒီမှာတော့ဒီကောင်အဲဘုံလန့်တင်တာကြည့်လိုက်ကွာဖလစ်ကာကြီးနဲ့ငါတီနဲ့ခံလိုက်ရပါကွာဒီမှာငါဖလစ်ကာရှိရဆိုရင်တော့ငါဟိုဘက်ချမ်းကိုခုံပေးမှာကွာငါလည်းနည်းနည်းခီးပါဦးအားပွဲကောင်းတစ်ခုကြီးပါညာကြီးလုတ်ပြလိုက်တော့ကွာလေနောက်တစ်ဖန်ပြန်ထွက်လာတဲ့အချိန်မှာတော့
တွေးလိုက်ရမီးသိန်းငက်ဖြစ်နေမီးသိန်းငက်ရဲ့ဒီဘွာတော့နင်းဘွားရတော့ငါလက်အောက်မှာကြာရှုံးတော့မယ်ဖလစ်ကောက်လည်းရမ်းတယ်မခုံနဲ့ကွာအဲ့လိုမျိုးအဲ့လိုငါတိတ်တော့ပြောပြတော့ကွာအဲ့ဂိမ်းဆော့များဆိုရင်တိသွားလိမ့်မယ်အချိန်ကျရင်ဟာရာဘူဇာအေဒီယာလွယ်လွယ်လေးကွာရှောင်ရအတန်ခုံရင်တော့အဲ့အေဒီလိုက်ကြီးကိုနောက်ကတ်ပါလာမှာကွာဒီလိုမျိုးနည်းနည်းခုံတက်သွားရင်တော့အဲ့အေဒီယာကြောက်စရာမလိုတော့ကွာဒါပေမဲ့သူနဲ့ family ရဲ့ level ညီဖို့လိုရမဟုတ်ရင်တခါရဲ့ပိုင်းနာနဲ့တန့်ပြတ်သွားနိုင်တယ်ကွာကွာကိုရဲ့ဘတ်စားကောင်းနေရှိတယ်ကိုဘက်ကဘတ်တေးအတင်းဆိုင်တော့လေဝင်ချပြီးတော့မကွာရောနတ်သမီးသေးတော့မှနတ်သမီးသေးတော့မှစကေတူနဲ့ခုံပြီးတော့တီးထုတ်ပြလိုက်တာကွာဒီမှာငါတပြဝင်လာကျင်တာဘယ်လိုသေးလို့သေးသွားမှန်းတော့ငါတော့မသိလိုက်ဘူးကွာငါတပြရမင်းဘွားကြီးကလည်းစိုးဆက်ပါကွာကိုနဲ့မီနီယန်နေလာရင်တော့တာဝါရေခုံရိုက်ချိုးမယ်လို့စီစဉ်လာပါကွာဖြစ်ချင်တော့မီနီယန်လည်းတာဝါပြစ်တာနေတယ်သေးနေငါလည်းဖင်ရကြီးတာဝါလေးဝင်လိုက်သေးတယ်ချိုးချင်းစိတ်တွေကများနေအနာတွေကထက်တူပြေးသွားခဲ့ပါကွာမီနီယန်နေရောက်လာတော့လေတာဝါကိုမြမလိုကြီးထိုင်ချိုးနေရပါကွာဟိုကောင်နဲ့လည်းသေးအရှုံးပေးသွားပါတယ်ဒီကောင်တွေကွာတာဝါကျိုးကလေးတော့မဆောင်လိုက်ဘူးကွာညီလေးရပူကီကလည်းဝင်လာရကန်ရင်လေးရဒါမရှိလို့နေမှာဒီကောင်ကြီးငါခံစားမိနေဖလစ်ကာရှိလို့တော့သောက်ကွက်ကိုလာပြီးတော့ကန်တော့မှဒီလိုနဲ့ဗီတိုကြီးဖြစ်သွားပြီပေါ့ကွာဘိုင်ဘိုင်နောက်ပြီးမှပြန်တွေ့မယ်ဘိုင်ဘိုင်